တူတူနေတယ်ဘာကြောင့်ငါတို့ကလိန်ပြီးပတ်စံနေတောင်းနေရပါဘောဩတပတ်တစ်ခါလောက်ခဏအသွားပြပြီးတာလည်းနှိချင်းပြန်အဲ့ဒါလေးဖြစ်မှာဗောဗျာဖြစ်နိုင်တယ်နော် तू အဲ့ဒီမှာကြာကြာနေသူ့ရဲ့ဒီ location ကိုတိသွားရင်လာမဟိုကလာချိုင်ကစ်ချင်နေတာဟိုကငါတို့ရှိရတော့မဲ့လိန်ပြီးပတ်စံနေယူနေတာဗောဟိုကဖုန်းကြီးဆိုတော့လေဟိုသာဖုန်းထဲကနေပြီးတော့တရားဟောတာမဟုတ်ဘူးဟိုသာပြည်သူတွေဆက်တဲ့ဖုန်းကိုရန်တွေ့ပြီးတော့ဆဲဆိုနေတာတတိတတိဒါပဲရှိတာသူ့မှာတရားအလုံးမရှိဘူးလေကွာသူတရားဟောတယ်သူတရားဟောတာမင်းတို့မြင်ဘူးလို့မမြင်ဘူးလေငါတို့ကလေသူတရားဟောတယ်လို့ပတ်စံနေထောက်ပံ့လာတာမဟုတ်ဘူး तू ဟိုပတိမကင်မဲ့ခိုင်းကင်တယ်လို့ငါတို့ကပတ်စံထောက်ပံ့လာတာအဲ့ဒါနဲ့မြန် तू ကရေရာတွေပါတော့လိုက်ပေးနေဒါကြည်ကွင်းနေတော့အဲ့ဒီရေရာကဒါသူ့ရေရာအစ်စ်မဟုတ်ဘူးတကယ်ဆရာတော်သမားတော်ကြီးတွေငါတို့စကိုင်းကဆရာတော်ကြီးတွေရှိတယ်အဲ့ဆရာတော်ကြီးတွေရှိရနေ तू ကနေပြီးတော့ပေးပါဆိုတော့ तू ကတောင်းလာပြီးတော့तू လှုပ်ပေးတဲ့ပုံစံတိုင်းနဲ့ तू ကအကုန်လုံးလိုက်ပေးနေတာတခါကြီးကြားတယ်နော်တခါကြီးဒါလေးဆောင်တာဟောနော်ဘေးနားမှာနော်လက်နဲ့ကြီးကြတာတော့မှလေဒါလေးဆောင်ထားတဲ့ခါကျတော့မသိဘူးဘာသေးတာလဲဘာမသိဘူးလို့မြင်သေးတယ်လက်နဲ့ကြီးကြတော့တိမ်ပါပေါ့ပြောမယ်ဒီလက်ပွဲတို့အဆောင်လို့ဆိုတာကဟိုကျွန်တော်မစွမ်းအောင်လို့ပြောတာမဟုတ်ပါဘူးစွမ်းပါတယ်ဒါပေမဲ့ဒီလက်ပွဲတို့ဘာလို့ဒီလိုကိုဆောင်ထားတဲ့လူဆိုတာ၅ပါးတီလာမြဲမှာဒါဒီလက်ပွဲကစွမ်းမှာအခုပေးတဲ့လူတွေက၅ပါးတီလာမမြဲတဲ့လူတွေကြီးပဲဘလို့စွမ်းတော့မဒီလက်ပွဲအဲ့ဒါဆိုရင်တက်ချုပ်ကြီးဆောင်ထားတဲ့လက်ပွဲတွေရှိတယ်ဟုတ်တက်ချုပ်ကြီးက၅ပါးတီလာလုံတာပေါ့ဟုတ်လားလုံလို့ဟာရှေ့ရဝါရှေ့သွားပြီဘယ်လိုလို့ဟာဖြစ်မလို့ရတပားတော့သူလုံပါတယ်ဒီမှာဟိုဒီလိုရိုးရိုးမာပြီးယူနီဖောင်းဝတ်တော်မှာအထဲမှာကြီးကာကြီးဝတ်ပြီးရှောက်သွားတယ်မှန်တယ်သူတပားတော့သူလုံတယ်ဘယ်တပားတော့ဟိုဒါသူရာမေရာရဒါလည်းခိုးတောင်းတောက်မှာပေါ့ဘာသိတာဘာလဲဒါလည်းတောက်မှာပါဘာလေဘာလေအဘသူမတောက်ဘူးသူခိုးတောင်းရင်မင်းပြောသလိုခိုးတောင်းရင်တောက်ရင်ဘာလို့တော့သူမိမမာကြီးခိုးရှိမှသူမတောက်ရဲဘူးဟောကိုင်မှာဟောဘာတော့အန်နီးရှိမှတောက်ရဲလို့လားဟုတ်လေဒါကိုချင်းစာကြီးပေါ့အဲ့ဒါကိုပြောအဲ့ဒီလေးပြောမယ်ဒီညနေပိုင်းမှာဟုတ်ပြီငါရွှေဘိုတနခါလုံးအကြောင်းဆိုတယ်မင်းတို့တွေကဘာလို့ရွှေဘိုမြည်ရင်လေးခွားတန်ရှာတန်ပြင်းတယ်လေးဆိုတော့ဘာတွေပြင်းနေရလဲဩဒီမှာဒီရွှေဘိုအကြောင်းလေးပြောချင်လို့